အကနာမည်ကတော့ဦးမင်းသိန်းလို့ခေါ်ပါတယ်အငယ်အသက်65နှစ်ရှိပါပါခင်ဗျအငယ်ကမန္တလေးကနေပြီးတော့ဒီမှာလာရောက်ပြီးတော့စစ်စီမှုခံယူတာဖြစ်ပါတယ်ခင်ဗျဒီလိုခင်ဗျကျွန်တော်ညီမလေးကအသက်58နှစ်ရှိပါပြီသူကဒူကောင်းဝေဒနာခံစားနေရတော့ကျွန်တော်တို့ BNA ဆေးရုံမှာဒူးခွဲတာအမတန်ကောင်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကြားသိရတယ်နောက်ဘာကောင်းမှရှိတယ်ကျွန်တော်မိတ်ဆွေတွေရတယ်ဆေးရုံရွေးချယ်မယ်ဆိုရင် BNA ဆေးရုံမှာဒူးခွဲတာရွေးချယ်ပါလို့ပြောလို့ကျွန်တော်တို့က BNA ဆေးရုံမှာကျွန်တော်ညီမလေးကိုလာပြီးတော့ဒူးလာခွဲတာပါခင်ဗျဒူးလာခွဲနေကျွန်တော်လည်းကြိုရင်းနဲ့ဒီမှာလည်းဆေးစစ်မယ်ဆိုပြီးတော့ကျွန်တော်ကြားပါရေးစစ်စစ်မှုတွေကိုကျွန်တော်ခံယူသွားခြင်းဖြစ်ပါတယ်ခင်ဗျအငယ်တမီးရုပ်ရောက်ခါသားတော့သူဆေးစစ်မယ်ဆိုပြီးတော့အားလုံးအထွေထွေကြားပါရေးစစ်စစ်မှုကိုခံယူလိုက်တယ်ကြားပါရေးစစ်စစ်မှုခံယူလိုက်တယ်ဒုတိယအကြိမ်မှာဘာဖြစ်တယ်လို့ဆိုကျွန်တော်တို့စီဂျိတ်မှာကျွန်တော်တို့စီဂျိတ်ကြီးတာပေါ့အငယ်စီဂျိတ်ကြီးတာလွန်ခဲ့တဲ့9နှစ်လောက်တည်းကဆေးတောက်နေရဆိုတော့စီဂျိတ်ကိုကျွန်တော်တို့ဝင်ပြန်ရိုက်တယ်ကျွန်တော်တို့စီတီပြန်ရိုက်တယ်ပြန်ရိုက်ပြီးစစ်ဆေးတဲ့အချိန်ခါမှာတော့အချိန်တွေကကျွန်တော်တို့စီဂျိတ်ကြီးတာပဲရှိပါတယ်အခြားတော့ထူးထူးခြားခြားမတွေ့ချရပါဘူးเนาะဒါကြောင့်ကျွန်တော်ကတော့ဒီမှာတမ်းမာရေးစစ်စစ်မှုခံယူတာတော့ကျွန်တော်အတွက်တော့အများကြီးအဆင်ပြေသွားပါတယ်ဟုတ်ကဲ့ခင်ဗျဒီလိုခင်ဗျကျွန်တော်ကစစ်စစ်တော့ကျွန်တော်တမ်းမာရေးအထွေထွေဆိုပြီးတော့ဆက်လိုက်တာဆေးရောနောက်တော့လည်းဒီမှာလည်းဇင်းတော့အထူး promotion ချထားတယ်ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်လည်း promotion ချထားတဲ့ကြားတော့ကျွန်တော်ဝင်ဆက်လိုက်တယ်ဇင်းတော့လည်းအများကြီးရှားဆေးုံနဲ့စာရင်တော့အများကြီးတက်တာပါတယ်ကျွန်တော်ဒီကုလုံးစစ်ဆေးလိုက်ပါတယ်စစ်ဆေးချိန်ကတော့မနေ့7နာရီကနေစစ်တာညနေ3နာရီမှပြီးတယ်ခင်ဗျဒီဆေးရုံကကောင်းပါတယ်ဝန်ဆောင်မှုလဲကျွန်တော်တို့နေ့လည်စာတွေပါတယ်တက်ခင်းကျွေးမွေးပါတယ်ခင်ဗျအဲ့လိုစစ်ဆေးတဲ့အချိန်ကမှကျွန်တော်ထွေထွေစစ်ဆေးပြီးတဲ့အချိန်ကမှကျွန်တော်ကစီးကျိတ်ကြီးတာလွန်ခဲ့တဲ့9နှစ်လောက်တည်းကကျွန်တော်ဆေးတောက်နေရတယ်ဒီအချိန်မှာဒီဆေးကျိတ်ကဆက်လက်ကြီးနေတဲ့အတွက်ကျွန်တော်အမအိုင်ကျွန်တော်တို့တိုက်ပြီးတော့စစ်လိုက်တဲ့အချိန်ကမှတော့ကျွန်တော်စီးကျိတ်ကြီးတာပဲရှိပါတယ်အခြားတော့ယောဂအထွေထူးတီမာမရှိပါဘူးဒါကြောင့်ကျွန်တော်စီးကျိတ်ကြီးတာဟာပေါ့ကျွန်တော်ဒီက BNA ကဆရာဝန်နဲ့ပဲကျွန်တော်ဆက်လက်ပြီးတော့စေကူတမှုခံယူပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့ဒီမှာကတော့ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေကကျွန်တော်တို့အမေရိကန်လာတဲ့နောက်ဆုံးမှုခင်မီဆက်ကြီးတွေနဲ့ဆေးစစ်တဲ့အတွက်အဖေရတော့အမတမတိကြပါတယ်ကျွမ်းကျင်တဲ့တမားတော်ကြီးတွေရှိတဲ့အတွက်ကျွန်တော်တို့တော့အားရကျဉ်းနှံ့မိပါတယ်ခင်ဗျကျွန်တော်အနေနဲ့ကတော့ပြောချင်တာကတော့ကျွန်တော်တို့ကလေကျမကြီးကတိုတင်ဆေးစစ်မှုခံယူထားတယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ့်ချီမှာရှိတဲ့ဝေဒနာတွေတိုတင်သိရှိတဲ့အတွက်အများကြီးအထောက်အကူပြုပါတယ်အများကြီးကာကွယ်မှုလည်းရပါတယ်ဒါကြောင့်ကျွန်တော်ကဖြစ်နိုင်မယ်ဆိုရင်ပေါ့လေတစ်နှစ်တစ်ခါလောက်ကျမကြီးစစ်ဆေးခြင်းပါတယ်ကျွန်တော်မြန်မာနိုင်ငံရှိတဲ့ကျွန်တော်တို့ခင်းတွေကိုလည်းအားလုံးကိုလည်းပြောချင်ပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ဒီဘန်ကောက်ဆေးရုံက BNA ဆေးရုံကြီးကတော့အမ်တမကျွန်တော်တို့ဆက်ပြရလည်းကောင်းတယ်ကျွမ်းကျင်တဲ့တမားတော်ကြီးတွေရှိတယ်နောက်အဖြေတွေရတဲ့အမ်တမတိကျတဲ့အတွက်ကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေဒီ BNA ဆေးရုံမှာပဲကျမကြီးစစ်ဆေးမှုဟိုလည်းလုပ်မယ်ဆိုတော့လုပ်စေချင်ပါတယ်ခင်ဗျာကျွန်တော်ကဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ကျေးဇူးတင်ပါတယ်